မင်းကလေးငယ်လေးဟာကောင်လေးရဲ့လက်မောင်းကိုဆွဲကင်လိုက်ယုံယုံလေးတင်သူ့မျက်နှာကမီးလောင်တန်ရာတွေဟာချက်ချင်းပြောက်ကွင်းသွားခဲ့ပါတယ်ဒါပေမဲ့သူမကကောင်လေးရဲ့မျက်နှာကပတိတွေကိုဖယ်ရှားပေးဖို့ကြိုးစားတဲ့အခါမှာတော့ကောင်လေးဟာအိမ်ဖော်မလေးရဲ့တွေးထိုးမှုကိုနားယောင်နေခဲ့ပါတယ်သူ့အမေခေါ်လာတဲ့ဒီကောင်မလေးဟာမိသားစုရဲ့အချစ်တွေကိုလူယူတော့မှဖြစ်ပြီးအခုပတိဖြေခိုင်းတာဟာလည်းသူ့ရဲ့ရုပ်ပြက်ဆင်းပြက်မျက်နှာကိုလှောင်ရဲခြင်းလို့ကောင်လေးကထင်နေခဲ့တာပါဒါကြောင့်သူကပတိဖြေခွင့်မပေးုံတင်မကပဲကောင်မလေးကိုအိမ်ကနေပါထွက်သွားဖို့အော်ဟစ်မောင်းထုတ်ပါတယ်ဒါကိုမြင်တော့အိမ်ဖော်မလေးကလည်းကောင်မလေးကိုစုံမလေးလို့ဒေါသတကြီးလှမ်းအော်ပြီးအိမ်ပြန်ရောက်အောင်အတင်းတွန်းထုတ်ဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်မှာကောင်မလေးဟာစုံမလို့ဆိုပြီးတရွာလုံးရဲ့နှိမ့်ဆက်အနိုင်ကျင့်ခြင်းခံခဲ့ရတဲ့အတိတ်တွေကိုပြန်မြောက်လာပြီးဒေါသတကြီးနဲ့အိမ်ဖော်မလေးကိုအချိန်ပြင်းပြင်းတွန်းထုတ်ပစ်လိုက်ပါတယ်ပြီးတော့သူမဟာစုံမလုံးဝမဟုတ်ကြောင်းတက်တည်ပြဖို့အတွက်ကောင်လေးရဲ့မျက်နှာကပတိတွေကိုအတင်းဆွဲခွာပစ်လိုက်ပါတော့တယ်နောက်တစ်စက္ကန့်မှာတော့အခန်းထဲကလူတိုင်းချက်တည်သွားကြပါတယ်အံ့ဩစရာကောင်းတာကတော့ဘယ်ဆရာဝန်မှမကုနိုင်ဘူးဆိုတဲ့ကောင်လေးရဲ့မျက်နှာကပြင်းထန်တဲ့မီးလောင်တန်ရာတွေဟာဘာမှရုံမှမကြမ်းပဲအံ့ဖွယ်နည်းနဲ့အပြေးပိုင်ပြောက်ကွယ်သွားလို့ပါပဲဘေးကအိမ်ဖော်မလေးကကောင်လေးအနာပြောက်တာဟာအရင်ကစေကူတာမှုတွေကိုတေချာလိုက်နာခဲ့လို့ပါလို့ဆွညင်းပေမဲ့ကောင်လေးနဲ့သူ့အမေကတော့ကောင်မလေးကြောင့်ဒါဒီလိုကံကောင်းခြင်းတွေရောက်လာတာလို့အပြည့်အဝယုံကြည်သွားကြပါတယ်ကောင်လေးကသူ့ရဲ့စောစောကလိုင်းဆိုင်တဲ့အပြုတ်မှုအတွက်ကောင်မလေးကိုချက်ချင်းတောင်းပန်လိုက်ပြီးအမေဖြစ်သူကလည်းဒီဝမ်းသာစရာသတင်းကောင်းကိုပြောပြဖို့သူမရဲ့ခင်မွန်းစီချက်ချင်းဖုန်းဆက်လိုက်ပါတယ်ဖုန်းရပြီးမကြခင်မှာပဲဖခင်ဖြစ်သူဟာအိမ်ကိုအပြေးလွှားပြန်ရောက်လာပါတယ်သူသားလေးယောဂပြောက်ကင်းသွားလို့ဝမ်းသာမဆုံးဖြစ်နေတော့မှာပဲရုတ်တရက်ကောင်မလေးရဲ့မျက်နှာတွင်ပြင်ဟာသူတို့မိသားစုဝင်တွေနဲ့တနေရာရာမှာတူနေတယ်လို့မျိုးအကြောင်းရင်းရှာမရတဲ့ရင်းနှီးမှုကိုခံစားလိုက်ရပါတယ်ကောင်မလေးကိုမွေးစားထားတဲ့အဖိုးကိုလည်းဆုံးပါသွားပြီဖြစ်လို့သူမမှာခိုးကိုရမယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါအဲ့ဒီအမျိုးသားကြီးကကောင်မလေးကိုသူ့ရဲ့တမီးရင်းလေးအဖြစ်မွေးစားဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတော့တယ်ကောင်မလေးလည်းနောက်ဆုံးမှာသူမကိုဆွမပြစ်မဲ့မိသားစုအသေးရပြီဖြစ်လို့အရန်ကိုဝမ်းသာပျော်ရွှင်သွားပါတယ်ဒါပေမဲ့အမျိုးသားကြီးကသူမကိုလှမ်းကင်လိုက်တဲ့အခိုက်အတန့်မှာပဲကောင်မလေးရဲ့ခေါင်းထဲမှာစမ်းကြဲတဲ့အနာဂတ်အမြင်တစ်ခုဖြစ်ခနဲ့ပေါ်လာပါတယ်အဲ့ဒါကတော့ဒီမိသားစုတစ်ခုလုံးကားအက်ဆီဒင့်ဖြစ်ပြီးတေဆုံးသွားကြလိမ့်မယ်ဆိုတာပါပဲတကယ်ပဲနောက်တစ်စက္ကန့်မှာအမျိုးသားကြီးကသူ့သားကိုဆေးရုံမှာကျန်းမာရေးပြန်စစ်ဖို့အတွက်ဇနီးဖြစ်သူနဲ့အတူကားနဲ့သွားကြမယ်လို့ပြောတာကိုကြားလိုက်ရပါတယ်ဒါကိုမြင်တော့ကောင်မလေးဟာထိတ်လန့်တကြားနဲ့သူတို့သွားမလို့လုပ်တာကိုအတင်းလန့်တာပါတော့တယ်ဒါပေမဲ့သူမမှာအနာဂတ်ကိုကြိုမြင်တဲ့အကြောင်းထုတ်ပြောဖို့မဝင်ရဲပါဘူးဘာလို့လဲဆိုတော့လွန်ခဲ့တဲ့အချိန်ကအနာဂတ်နိမိတ်တွေကိုထုတ်ပြောခဲ့လို့ရွာသားတွေကသူမကိုဘေးဒုက္ခတွေယူဆောင်လာတဲ့ဆုံးမလို့ဆွဆွဲခဲ့ကြလို့ပါအခြေအနေမှန်ကိုဘာမှမသိတဲ့အိမ်ပေါ်မလေးကကောင်မလေးကိုအနောက်ကနေလှမ်းဆွဲပြီးပြဿနာမရှာဘူးတားစီကလင်းမယားနှစ်ယောက်ကိုတားဖြစ်သူကိုဆေးရုံအမြန်ခေါ်သွားဖို့ပဲတိုက်တွန်းနေပါတယ်ခက်ခဲရလာတဲ့မိသားစုအစ်စ်ကိုချက်ချင်းပြန်မဆုံးရှုံးခြင်းတဲ့ကောင်မလေးဟာနောက်ဆုံးမှာတော့အိမ်ပေါ်မလေးကိုနင်းငါကိုဆက်တားနေရင်နင်းကိုချိန်စာတိုက်ပြမယ်ဆိုပြီးချိန်ချောက်လိုက်ရပါတော့တယ်အဲ့ဒီချိန်စာချိန်ချောက်မှုကိုကြောက်သွားတဲ့အိမ်ပေါ်မလေးဟာကောင်မလေးကိုလွှတ်ပေးလိုက်ပါတယ်ကောင်မလေးလည်းအရှိကိုအမြန်ပြေးသွားပြီးအမျိုးသားကြီးရဲ့ကားရှိမှာပိတ်ရက်ပြီးတားလိုက်ပါတယ်ဒါကိုမြင်တော့အမျိုးသားကြီးကဘာဖြစ်တာလဲမေကိုကားပေါ်ကဆင်းမဲ့လုပ်ပေးမဲ့သူ့ရဲ့ထိုင်ကုန်ကားဘက်ကဘလို့မှဖြုတ်လို့မရပဲတနေတာကိုသတိပြုမိသွားပါတယ်တစ်ဖက်မှာတော့ကားပေါ်ကအရင်ဆင်းသွားတဲ့ဇနီးဖြစ်သူကကားအောက်ကနေစီရီရိုးစိတ်နေတာကိုမြင်သွားပြီးအနေရရှိမှန်းသိလို့သူမရဲ့သားလေးကိုကားထဲကနေအမြန်ဆွဲထုတ်ပြီးကဲတင်လိုက်ပါတယ်ထိတ်လန့်စရာအခြေအနေထဲမှာကောင်မလေးကအခွင့်ကောင်းယူပြီးကားထဲမှာခပ်ပတ်တက်နေတဲ့အမျိုးသားကြီးကိုဝိုင်းထုတ်ပေးဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲရိုးစိတ်နေတဲ့ကားစီတိုင်ကီကနေရုတ်တရက်မီးတွေထထောက်ပါတော့တဲ့တားဖြစ်သူကိုကဲပြီးသွားတဲ့ဇနီးဖြစ်သူကကားထဲမှာကြံခဲ့တဲ့ခင်ပွန်းကိုတွားကဲဖို့လုပ်ပေမဲ့အိမ်ပေါ်မလေးကနောက်ကနေအတင်းလှမ်းဆွဲထားပါတယ်ကံကောင်းကျင်တော့အရေးကြီးဆုံးစက္ကန့်ပိုင်းလိုမှာပဲကောင်မလေးဟာကားစီတိုင်ကီမပေါက်ကွဲခင်တစ်စက္ကန့်လိုမှာအမျိုးသားကြီးရဲ့ခပ်ပတ်ကိုဖြုတ်ပေးနိုင်ခဲ့ပါတယ်အမျိုးသားကြီးကကောင်မလေးကိုဆွဲပွေပြီးကားထဲကနေအမြန်ပြေးထွက်လာနိုင်ခဲ့ပေမဲ့ကောင်မလေးကတော့ထိတ်လန့်သွားတဲ့စိတ်တန်ရာကြောင့်အဲ့ဒီနေရာမှာတင်သတိလစ်လဲကျသွားခဲ့ပါတယ်။သူမကိုဆေးရုံကိုအမြန်ပို့လိုက်ရပြီးဆရာဝန်ကတော့လန့်သွားလို့ခိတ္တသတိလစ်သွားတာဖြစ်ကြောင်းပြောပါတယ်။မကြခင်မှာပဲကောင်မလေးသတိပြန်ရလာခဲ့ပါတယ်။မိသားစုတစ်ခုလုံးကသူမကိုအိမ်ရဲ့အိတ်ဆောင်တဲ့သမီးလေးလို့ချီးမွမ်းနေကြပြီးဘေးအန္တရာယ်ကိုကြိုတင်ပြီးဘလို့တိလဲလို့မေးမြန်းနေတော့မှပဲဘေးကန်းကနေစိတ်မကောင်းစရာသတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။အဲ့ဒါကတော့အမျိုးသားကြီးရဲ့ဖခင်ဟာအရေးပေါ်အခြေအနေနဲ့အသက်အန္တရာယ်စိုးရိမ်နေရတယ်ဆိုတာပါပဲ။ဒါကိုကြားတော့မိသားစုတစ်ခုလုံးအဖို့ဖြစ်သူကိုတွားကြည့်ဖို့လုပ်ပေမဲ့ဆေးရုံခန်းအပြင်ဘက်မှာအမျိုးသားကြီးရဲ့မိထွေးနဲ့ဖတ်အေးတူမအေးကွဲညီဖြစ်သူတို့ကလမ်းပိတ်ပြီးတားဆီးထားကြပါတယ်။မြေဖြစ်တဲ့ကောင်လေးကသူ့အဖိုးကိုတွေးဖို့အတင်းဝင်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ဦးလေးဖြစ်သူကသူ့ကိုကြမ်းပြင်ပေါ်တွန်းလှည့်ပစ်လိုက်ပါတယ်ကောင်မလေးကအလိုလိုတိစိမ့်တဲ့ကောင်လေးကိုကူညီဖို့အတွက်အဲ့ဒီဦးလေးရဲ့လက်ကိုအတင်းလှမ်းကိုက်လိုက်ပါတယ်အဲ့ဒီကိုက်လိုက်တဲ့အခိုက်အတန့်မှာပဲသူမဟာစမ်းကြဲတဲ့အမှန်တရားတစ်ခုကိုထပ်မံအာရုံခံမိသွားပြန်ပါတယ်အဲ့ဒါကတော့စောစောကသူတို့မိသားစုကြုံခဲ့ရတဲ့ကားအက်ဆီဒင့်ကိုနောက်ွယ်ကနေကျိုးကင်ဖန်တီးခဲ့တဲ့တရက်ခန့်ဟာဒီဦးလေးဖြစ်ပြီးသူဟာအခုထပ်ပိုကြီးမားတဲ့လုပ်ကြံမှုကြီးတစ်ခုကိုထပ်မံကြမ်းစီနေတယ်ဆိုတာပါပဲ